မင်္ဂလာပါဒီနေ့ကတော့10 နာရီမှအိပ်ရထားပါတယ်ဘာလို့လဲဆိုတော့မနေ့ကဗီဒီယိုတွေရိုက်တယ်edit တွေလည်းတင်ရသေးတယ်ဆိုတော့အများလည်းအလုပ်ရှုပ်နေတဲ့အတွက်ကြောင့်ပေါ့နော်ဘယ်လောက်ထိအိပ်တယ်ဆိုတော့ည3 နာရီမှမနက်3 နာရီမှအိပ်တယ်ပေါ့နော်အဲကြောင့်မလို့10 နာရီမှအိပ်ရထားတာပါအခု10 နာရီထိုးတော့မယ်ပေါ့နော်10 နာရီ 5 မိနစ်ဖြစ်နေပြီပေါ့နော်10 နာရီ 5 မိနစ်ရနေပြီးတော့12 နာရီထိဗီဒီယိုတင်သွားမှာပဲပါတယ်အားလေးလိုက်ကြည့်ပေးကြပါတော့တောင်းဆိုချင်ပါတယ်အခုမိမိကတော့ရေချိုးမှာဖြစ်ပါတယ်နေကင်းပေါ့နော်နေကင်းရောက်နေပြီးဆိုတော့ရေချိုးမှာရောက်တော့မယ်လေဆိုတော့တပတ်တိတ်ချုံခေါင်းစီတဲ့ဗီဒီယိုလေးပါမယ်ဒါလေးပေါ်လာမယ်ဒါပေမဲ့မိမိကတော့အင်ကြီးတွေထပ်ပင်းတွေဝတ်ထားတဲ့ဗီဒီယိုတော့မရိုက်တော့ပါဘူးစပင်လေးစီးထားတယ်ဒီဘက်ဒီလိုပုံမဲ့ပြလိုက်တယ်ပေါ့နော်ခဏတော့ဆောက်ပြပါတော့ဆိုပါတယ်ဆနေပါလားကဲအခုရေချိုးပြတာပါပြီညနေလည်းရေလေးဆိုးနေပါတယ်ရေချိုးပြီးတဲ့နောက်ခါလင်းပြီးပြပါမယ်ရှင်နည်းနည်းတော့အိတ်ချင်သေးရဲ့အခုကတော့အင်ကြီးတွေလေးပြီးသားပါပြီရှင်အင်ကြီးလေးပြီးသွားပြီဆိုတာနဲ့တနခါလေးနဲ့ဗီဒီယိုလေးပြပါမယ်အသွင်ကျုပ်ဖြုတ်လိုက်ပါအောင်မယ်ဒါတော့မျက်နှာရှူရမှာပါဘီလင်းနဲ့တော့ပါပြီတဲ့လားဘေဘီမဆက်ပြဘယ်လောက်ထိစွမ်းလဲဆိုတော့စွမ်းနာပထမစွမ်းနာမျက်နှာနဲ့ဒီမျက်နှာနဲ့ဘောက်ကွာဝါလေးကြည့်ပြန်မီးရှိရလားဒီမှာမီးမလို့မီးတိုင်းတွေ့လားကျွန်တော်တိတ်မမြင်ရလို့မီးဟိုပါလေမိုးရင်းနေဟောဒီကမိုင်လေးဒီမျက်နှာနဲ့စွမ်းနာကမျက်နှာနဲ့ဘောက်ကွာတယ်ဒီမျက်နှာပိုဖြူသွားတယ်လို့ပြောရပါမယ်အခုကတော့တနခါလေးရပါမယ်ဒီမှာတနခါကြောက်ပြင်လားကြောက်ပြန်လားမသိတော့ထိုင်ရရင်ကဲတနခါဆက်လိုက်မှာတော့မယ်ဒီမှာအိုးဒီရောက်ပါလေးရောက်ဒီကတည်းရောက်နေမှာတူလားကဲဆက်ပါမယ်ဒီထဲရပဲကြည့်လို့ရမိကဆဆတင်တော့ကြတော့ဒီလိုတနေ့တန်လေးတွေမြင်ရဘူးချင်းလေးနဲ့ကြည့်တာပါနာမည်ကဟိုပါလဲ Roblox အကောင့်နာမည်ကတော့မိုးကဲပါကြည့်ချင်အဲ့လိုက်ပါကောက်လိုက်ပါဒီမှာကောက်လေးရှိပါတယ်အဲ့တော့ဟင်းခံပါသူ့နာမည်ကတော့ဟင်းခံပါဒါပေမဲ့မိနစ်တက်ပတ်လက်ဖြစ်တယ်ဒါပေမဲ့တက်ပတ်လက်ဆိုပေမဲ့ညနာတိတ်မကြိုက်ဘူးကွာကြီးတော့တိတ်မမြင်ရဝေးတော့ကြွားတာမဟုတ်ဘူးနော်ကြွားတာမဟုတ်ပြောပြတာကွန်မန့်လေးများမှန်နေပါကွန်မန့်မှန်လို့ရပါတယ်I hear Roblox really the hell the puppy story ဒါပေမဲ့ကင်မရာကြောင့်တော့တိတ်မမြင်ရဘူး
အဲ့ကလုံးဝမကြိုက်တဲ့ကောင်မတယောက်ရှိအဲ့ဒါ Vicky Ella ကိုလုံးဝမကြိုက်လုံးဝစောင့်နေကြဆောင်နော်ဘီထားဝဘလိုင်းမဖောက်တယ်ဖောက်သူ့ကောင်လေးသူ့ယောက်ျားဖောက်ဖို့ပတ်စံမာတာအဲ့ဖေလို့မှာပါတယ်မှာ ကျောင်းကစနေတနင်္ဂနွေပိတ်တော့အားရနေဒီလိုအမေကအဖွားအဲ့လိုအဲ့ဒီစစ်တဲ့နဲ့ဆိုင်နဲ့မရောက်နိုင်အကြောင်းပြောတယ်နောက်ပြီးအတန်နေကြတဲ့အတွက်ကြောင့်အလုပ်တောင်းမှရှင်မဒီကမိချစ်ပြပါရှင်းလိုက်ပါမယ်တနခါလေးနေရလာပြီလာနဲ့ sorry ပါဒီမှာမပြေးလိုက်ရလို့ပါကျွန်တော်မေးလာပြီ